သိန်းနည်းနည်းရှင်းပြအောင်နော်ကဲအခုကဆိုလာမလိုဘူးနော်မိဆက်မလိုဘူးစီမလိုဘူးနော်ဒါကတတိယပိုင်းဖြစ်သွားရင်နော်ကိုဆိုသိန်းနော်ဒါအခုကတောက်ရည်ခုနကဟိုမှာကလုတ်ပြတာငါတို့ဟိုက3ရည်နော်ငါတို့မှာရေ3ကနာပေါ်တယ်နော်တွေ့လားဒါပေမဲ့အခုကငါတို့ကဒါကဟိုအောက်ကနေစိတ်ကြီးကနေပေါ့စိတ်ရည်ကနေပြောမစရင်ဒီဒါတောင်ကြရည်တောင်ကြရည်မဟုတ်စိတ်ရည်အောက်ကနေစိတ်ထွက်အောက်ကနေစိတ်ထွက်လာတဲ့ရေကိုငါတို့ကတောက်ဖို့အတွက်စီမလိုဘူးမော်တာမလိုဘူးမိဆက်မလိုဘူးနော်အောက်ကနေအပေါ်တင်တာတက်လောက်ရတယ်နော်ဘယ်လိုလဲမိုက်တယ်နော်မိုက်တယ်နော်တောက်ကြဒီကဘာကြောင့်ဒီလိုလုပ်လဲဆိုတော့နောက်ပိုင်းစိုက်ခင်းသမားတွေလုပ်လို့ရှိရင်ရေဟိုတောက်လို့မရမှာကြောက်ဒါစိတ်ရည်ရတယ်ကျွိုင်းတာအေးဒါစိတ်ရည်ဒီတောင်ကြရည်ကြတော့တခါခါလေးနော်အစိတ်ပဲပါတယ်အစိတ်လေးမိုးရွာများရင်လည်းမကြည့်ဘူးနော်ဒါကကျွန်တော်ဒီမှာကျွန်တော်ကဒီအိမ်ထိတွေ့လာပြီနော်ဒီမှာနည်းနည်းလေးငါတို့ခတ်လို့ရတယ်ဟိုကိုထိတွေ့လို့ရတယ်နော်ကဲငါတို့တော့ကြည့်မယ်နော်လာတော့ကြည့်မယ်ဟာတည်းနေတော့မလားကဲဟုတ်ပြီနော်ဒါကငါတို့စိတ်ရည်တောင်ကြရည်တော့မဟုတ်နော်စိတ်ရည်တောင်ကြားထဲကလေစိတ်လာတာဟုတ်တယ်စားတောက်ရည်ဒီမခံဘူးပြီးတော့မိုးရွာလည်းဘာမှမဖြစ်မနှောက်ဘူးနော်မနှောက်ဘူးကြည့်တယ်ဒါကပြဿနာတောင်အောက်မှာရောက်နေတယ်နော်ငါတို့အပေါ်တင်မယ်နော်ဟိုးပဲတဲကြည့်တောက်ရည်လို့ဟိုခါတိုင်းဆိုရင်ဒီမှာလာခတ်ရတာအေးလေလူနဲ့အေးလေလူလာခတ်တယောက်ခိုင်းလာခတ်ခိုင်းမှုမခတ်နိုင်ဘူးဟုတ်တယ်လေအချိန်ကုန်တယ်နော်ကဲလူပြင်းပေါ့ကဲလူပြင်းအလုပ်ပေါ့ကဲအခုငါတို့ကကဲဟုတ်ပြီနော်ဒီဆိုင်းရည်ကနေငါတို့ဟိုးကုန်းကိုတွေ့မယ်နော်တော်တော်မြင့်တယ်နော်ကဲကြည့်အောင်အဲ့ဒီဆိုင်းရည်ဒါငါတို့ရဲ့တောက်ရည်ပဲနော်ကဲငါတလည်းမပိုက်ပဲအစမ်းမယ်နော်ကျဲ3လည်းမပိုက်လို့မယ်အဲ့ဒါကိုတလည်းမပိုက်ကိုငါတို့ကဘယ်လောက်ရှိလဲဘယ်လောက်ရှိလဲဆို9ချောင်းခါတိုင်းငါတို့က10ချောင်းလို့တော့မားတော့နော်မကန်နိုင်ဘူးအားမကြီးတာနော်ကဲတာ9ချောင်းနော်ကဲဘယ်လောက်မက်လဲဆိုရင်တော့တိတ်တော့မမက်ဘူးနော်ဒီဝင်ပိုက်9ချောင်းကဲတော့ကြည့်မယ်နော်ကဲတော့ကြည့်မယ်အမြင့်ပေရတော့တိတ်မမြင့်ဘူးဆရာခမန်းချီရတော့9ပေလောက်တော့ဟုတ်တယ်ရှော့ပြီးစင်းတော့တယ်နော်ကဲကဲတော့ကြည့်မယ်နော်ကဲဟုတ်ပြီနော်ဒီမှာနော်ဟိုမှာဆိုင်းရည်နော်ဆိုင်းရည်ကနေငါတို့ကတလက်မပိုက်ကို9ချောင်းတွေ့တာမနေ့ကငါတို့လောက်တာ10ချောင်းတွေ့တော့အလုံးမလုံးဘူးတလားသူကအရန်ပြင်းလို့လေ10ချောင်းကအလုံးမလုံးဒါကကိုယ့်ရဲ့တင်ငန်းစာပေါ့နော်ဆိုတော့လီအိုးတွေကဖြည့်တဲ့လီနဲ့ကြားတဲ့လီကမျှရမယ်နော်အေးဟုတ်တယ်အဲ့ဒါကလည်းပညာရသွားတာပေါ့နော်ကဲကြည့်အောင်ဒါတော့ရင်နော်ဒီတာကဲကြည့်မယ်နော်ဆက်ပါကနှစ်ခုကဲပြမယ်ဟုတ်ပြီဆက်ပါနှစ်ခုအခုကနှစ်ခုနော်ဟိုတနေ့တစ်ခုဟိုတနေ့တစ်ခုပုံစံတော့မိတဲ့တိတ်ပြင်းရေတဲ့တိတ်ပြင်းပေါ်မရဟုတ်လားဒီလိုအေးဟုတ်ပြီအဲ့ဒါနဲ့ပြောဒီရတယ်ဟိုတဲထိကျွိုင်းမှာနော်ဒါကရေဝင်ဒီမှာရေဝင်ပြီးတော့ဒီပါးထဲမှာသူကထွက်ဟုတ်တယ်ထွက်တာနော်ထွက်လို့မရတော့အပေါ်တက်တာဟုတ်တယ်အပေါ်တက်တော့ပြန်ဆင်းလို့မရတော့ဟုတ်တယ်နော်ဒါကပြောင်းပြန်လုပ်ရတယ်ဟုတ်တယ်ဒါကတော့အောက်ကိုဟုတ်တယ်ဟိုပလဲလာတာပေါ့ဒါကျတော့မောက်တာပေါ့အဖုံးကဒီလိုပိတ်တာဒီဟာကျတော့အဖုံးကအပေါ်ပြန်အလုံးလောက်တာပေါ့အလုံးလောက်တာပေါ့အဲ့ဒါဆိုရေကအပေါ်တက်သွားတော့လီထိုးတန်လို့ပဲနော်အပေါ်တက်သွားတယ်လီအိုးနော်မရှိဘူးလီအိုးလည်းကြီးတယ်နော်ဟုတ်လားလေပဲငါတို့ပိတ်ထားရုံပဲသူအပေါ်တက်လို့မရဘူးအပေါ်တက်လို့မရတော့ဒီကနေထွက်သွားတာနော်တွေ့လားနော်ဒါ24နာရီနော်စီမလိုဘူးဆိုလာမလိုဘူးဘာမှမလိုနော်အောက်ကနေအပေါ်ကိုငါတို့တက်တာကဲသွားကြည့်အောင်ဘယ်လောက်ဝေးတယ်နော်ဝေးလားမဝေးလားတော့ကြည့်အောင်ကဲဘယ်နဲ့သွားမလဲဒီမှာနော်ဒီမှာနော်ဒီမှာငါတို့တွေ့လာပြီနော်တောက်ရည်ဆိုင်းရည်ဟိုမှာတက်သွားတာနော်ဟိုမှာတက်သွားတာဒီမှာနော်ဒီမှာလည်းစိတ်ညစ်ထွက်လာနော်တွေ့လားရေရမ်းကောင်းတော့ခြံကနော်ရေကတော့ရှည်ပဲနော်ဒါပေမဲ့ဒီရေကတောင်ကျရေဆိုတော့လေအပေါ်မှာသူများပိုးတက်စေးတဲ့ပိုင်တုံးမှဆိုလို့ကဲတွေ့လားတက်တယ်နော်45ဒီဂရီတက်သွားတယ်နော်ရီထားတော့စိုးသိမ်းပဲချောင်းလေလီစာတက်တယ်နော်တော်တော်တက်တယ်နော်
ตาเองกูหนีแล้วน้ำแต่ลงยีข้าเสียมรู้แล้วเนาะตละตาก็กูต้องบ่ชิดต้องกูต้องเราไปเนาะงามูหัวเอาวิงก้าป่ะเลยเอาวิงก้าตะละมัดตาก็งามูตะวับบ่เนาะตะวับบ่โอเคไล่พี่อาไหมเนาะจีเนาะเตะตัวเนาะ不老嘞，三牙枪，北东亚得的，北东亚，哎不，我一个北东亚喏，你三牙都给得多少喏？你三牙都给得哪的喏？北东亚，三牙枪北东亚，对吗喏？到也亚比喏，啊，OK 喏，三路线么路不，索拉么路不，对了，对吗？大水呢，到夜边来喏，到夜边时候，步现也别呼噜些了喏。该说的把表进来，地嘛把边边进来表吧。哦，你嘛地嘛，弄的路多西高嘛，哎，嘛地的路的啊，伢的，嘛的，赛金的嘛都要高呢。把到那时候，我安宁啊哩，包我地那里是。အဲ့ဒါပတ်စံတော်ကုန်တာ အဆန်မကုန်ဘူး မို့လေပြောချင်တာကလေစီတုံးပတ်စံရမ်းကုန်တာ စီတုံး တောင်သူတွေတမတွေရတဲ့အများအားလုံးအဲ့စီနေပဲသွားတာနော် ဟုတ်ကဲ့ ကုန်သွား ဆိုတော့စိုက်ခင်းမှာစိုက်တယ်ထဲလို့ရဆိုတော့ အဲ ဥမာအမြင့်မှာရေကာလုပ်ပြီးမှ အာ ကောင်းရည်တည်နေနည်းစနစ်ပေါ့ အေးပေါ့အေးပေါ့ ရေကာရင်လို့ကောင်းရည်တည်နေ အဲ ဟိုကနည်းနည်းဆိုပေမဲ့လည်း24နာရီဆိုပြည့်သွားတယ် ပြည့်သွားလေဒါလောလောဆယ်တောက်ရည်ပဲ တောက်ရည် အဆမ်းပဲဒီထက်ငါတို့များလို့ချင်းနည်းနည်းကြီးပတ်ကြီးလောက် လို့ဆိုနောက်ခောက်ကြရင် ပတ်ကြီးလောက် ပိုက်3လက်မလောက်လုပ်တယ် လောက်ဒီထက်များမှာ ဒါဆိုရဲဒီထက်များမှာနော် ဟိုဒါတလက်မ ဒါလောလောဆယ်အောင်မြင်သွားပြီနော်ငါတို့အထာတီးသွားပြီ 3လက်မဆိုတော့ရေဝင်ပိုက်3လက်မဆိုတော့ဒီထက်ပြေးတာ အာ ဒီပါ โอเคဟုတ်ပြီကျေးဇူးပဲနော်ကိုစိုးတင်နော် လုံးကြပါ ဟုတ်ကဲ့ကျေးဇူးတင်တယ်